အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ AK8 Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Samsung ကိုတည်ထောင်ခဲ့တဲ့လီပြောင်းချောရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာယနေ့ခေတ်မှာလူကြိတ်များတဲ့ Samsung ကိုလီပြောင်းချောဟာတည်ထောင်ခဲ့ပါတယ်ခင်ဗျာလီပြောင်းချောဟာမွေးချင်းလေးယောက်အနက်အငယ်ဆုံးသားဖြစ်ပြီးသူ့မိသားစုဟာကျွယ်ဝချမ်းသာပြီးရှေ့အခါကအုပ်ချုပ်သူမိသားစုတစ်ခုဖြစ်တဲ့လီမျိုးနွယ်စုကဖြစ်ပါတယ်။သူက1910ခုနှစ်မှာဂျပန်ကကိုရီးယားကိုအုပ်ချုပ်တဲ့အချိန်မှာမွေးဖွားလာခဲ့ပြီးဂျပန်လူမျိုးတွေရဲ့ထိန်းချုပ်မှုအောက်မှာတက္ကသိုလ်သင်တန်းကိုတက်ခဲ့ပါတယ်။တက္ကသိုလ်မပြီးခင်မှာပဲပညာရေးနောက်ဆုံးအဆင့်ကိုစီးဖူးခဲ့ပြီးတော့သူ့မိသားစုရဲ့မြေယာတွေကိုစောင့်ရှောက်ရင်းအချိန်တော်တော်များများကုန်ဆုံးခဲ့ပါတယ်။ဂျပန်အာဏာဟာကိုရီးယားယဉ်ကျေးမှုကိုဖျက်သိမ်းနေတာကြောင့်စင်ခေါ်မှုတွေများစွာကြုံခဲ့ရပြီးမြဲတဖြည်းဖြည်းနဲ့သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်နိုင်ခဲ့ပါတယ်။1938ခုနှစ်မှာ Samsung Trading Company အမည်နဲ့တည်ထောင်နိုင်ခဲ့ပြီး Samsung ဟာကျယ်သုံးပွင့်ဟုအဓိပ္ပာယ်ရှိသောယဉ်ကျေးမှုဆိုင်ရာအယောင်းဝယ်လုပ်ငန်းကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ခင်ဗျာ။ Samsung Trading Company ဟာရှီလီကူးနစ်မြို့မှာခောက်ဆွဲ6နဲ့လူသုံးကုန်တွေကိုရောင်းဝယ်ဖောက်ကားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်မက်ကတော့တာမန်ထက်ကိုကြီးမားခဲ့ပါတယ်။ကုမ္ပဏီရဲ့အောင်မြင်မှုအရလီဟာ1948ခုနှစ်မှာ Samsung ရဲ့ဌာနချုပ်ကိုဆိုးမြို့ကိုပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ကိုရီးယားစစ်ပွဲဖြစ်တဲ့အချိန်မှာတော့လီဟာဆိုးကနေထွက်ပြေးခဲ့ရပြီးဘူဆန်မြို့သို့ပြောင်းလဲဖွင့်လှစ်ခဲ့ရပြီးတက်ကြားစက်ရုံတည်ထောင်က Samsung အမတ်တစိုက်အောက်မှာအခြေခံစက်မှုလုပ်ငန်းတွေကိုတဖြည်းဖြည်းနဲ့ဖြန့်ချီလာနိုင်ခဲ့ပါတယ်။1950ခုနှစ်နောက်ပိုင်းမှာ Samsung ဟာပုံမူကြီးထွားလာပြီးဘဏ်အာမခံကုမ္ပဏီတက်မြေဩဇာရေနံချက်စက်ရုံနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းအများကြီးကိုဝင်ရောက်လုပ်ကိုင်လာနိုင်ခဲ့ပါတယ်ခင်ဗျာ1969ခုနှစ်မှာတော့ Samsung Electronics ကိုတည်ထောင်ပြီး TV, Microwave, တယ်လီဖုန်းစနစ်ထုတ်လုပ်ခြင်းစသဖြင့်လူသုံးပစ္စည်းစက်မှုလုပ်ငန်းထက်ကိုဝင်ရောက်လာနိုင်ခဲ့ပါတယ်။စမ်ယိုနဲ့မိတ်ဖက်ပြီးပထမဆုံးအဖြူအမဲ TV ကိုထုတ်လုပ်ခဲ့ပါတယ်။လီရဲ့သားဖြစ်သူလီခွန်ဟီဟာ Samsung ကိုနောက်ထပ်တစ်ဆင့်မြင့်တင်ပေးခဲ့ပြီးနိုင်ငံတကာဈေးကွက်အတွက်အောင်မြင်မှုတစ်ခုအဖြစ်ယနေ့ထိဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်ခင်ဗျာ။ Samsung ဟာကိုရီးယားမှာအရေးပါတဲ့ထုတ်လုပ်သူအဖြစ်ရက်တည်လာနိုင်တဲ့အခါမှာကိုရီးယား Semiconductor မှာအစုရှယ်ယာ50%ကိုဝယ်ယူနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာ Samsung ဟာ Transistor TV အဖြူအမဲနဲ့အယောင်ပါ TV ရေခက်တစ်တာလက်စစ်စပွဲခုံကနန်းတွင်ဆက်လေးအေးပိတ်ဆက်အထိထုတ်လုပ်လာနိုင်ခဲ့ပါတယ်။10နှစ်တာကာလအတွင်းမှာပဲ TV 9တန်းထုတ်လုပ်နိုင်ခဲ့တဲ့အထိကြီးမားလာခဲ့ပါတယ်။1988ခုနှစ်မှာတော့စက်မှုသမိုင်းမှာထင်ရှားတဲ့မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။1990နောက်ပိုင်းမှာတော့ Samsung Electronics America နဲ့စုဝွန် R&D Center တို့ကိုဖွင့်လှစ်နိုင်ခဲ့ပြီးနိုင်ငံတကာဈေးကွက်ကိုပထမဆုံးအကြိမ်တိုးချဲ့ဝင်ရောက်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာ Samsung ကိုတည်ထောင်ခဲ့တဲ့လီပြောင်းချောဟာကိုရီးယားမှာအချမ်းသာဆုံးသူတစ်ယောက်အဖြစ်အတိအမှတ်ပြုခံခဲ့ရပါတယ်။သူဟာကိုရီးယားစက်မှုလုပ်ငန်းအသင်းကြီးရဲ့ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပါတယ်။1980မှာ Samsung ဟာ Hankook ကျွန်းကြားတုံစင်းကိုဝယ်ယူပြီး electronic နဲ့ဆက်သွယ်ရေးကဏ္ဍထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။ဒီလုပ်ငန်းတိုးချဲ့မှုကကိုရီးယားနိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ငွေကြေးမှုဝါဒကိုပါတက်ရောက်မှုကြီးစွာပေးခဲ့ပါတယ်။1980ပြည့်နှစ်အတွင်း Samsung ဟာတယ်လီဖုန်းခလုတ်ခုံတွေကိုထုတ်လုပ်ခဲ့ပြီး1989ခုနှစ်မှာလီပြောင်ချောဟာတဘာဝအတိုင်းတည်ဆုံသွားခဲ့ပါတယ်။သားဖြစ်သူလီခွန်ဟီဟာ Samsung ရဲ့ဥက္ကဋ္ဌနေရာကိုဆက်ခံခဲ့ပါတယ်။ Samsung ရဲ့ထုတ်ကုန်တွေကစွမ်းဆောင်ရည်နဲ့အရေးအသွေးအနည်းငယ်နိုင်နေတာကြောင့်ဈေးကွက်မှာအနည်းငယ်နောက်ကျနေခဲ့ပါတယ်။ထိုပြဿနာများကြောင့်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအဖွဲ့ဟာမိုဘိန်းဖုန်းဈေးကွက်ကထွက်ဖို့တောင်စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အောင်မြင်မှုတချို့ကြောင့် Samsung ဟာမိုဘိန်းဖုန်းကဏ္ဍမှာထိပ်ဆုံးထိတက်လာနိုင်ခဲ့ပါတယ်။ NG နဲ့ Amazon တို့ကရုန်းကန်နေရစဉ် Samsung ကတော့ဈေးကွက်ထဲမှာအမြဲတမ်းထိပ်ဆုံးအဖြစ်တည်ရှိနေခဲ့ပါတယ်။1995ခုနှစ်မှာ Samsung ဟာသူတို့ရဲ့ပထမဆုံးဆဲဖုန်းကိုမိတ်ဆက်ခဲ့ပြီးမကြာခင်အချိန်တွင်းမှာပဲကုမ္ပဏီရဲ့မျှော်မှန်းချက်အသစ်တွေကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလီခွန်ဟီဟာရှေ့ရှုခန့်မှန်းမှုကြီးသူတစ်ယောက်ဖြစ် Samsung Galaxy Series အတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကိုလုပ်ခဲ့ပါတယ်။ Samsung Galaxy ရဲ့ပထမဆုံးစမတ်ဖုန်းကိုမိတ်ဆက်ခဲ့တဲ့အချိန်မှာသူတို့ရဲ့စွမ်းဆောင်ရည်ကို Nexus 1, HTC တို့နဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာ Super AMOLED Display ကြောင့်ပရိသတ်အများစုကနှစ်သက်ခဲ့ကြပါတယ်
တချို့အချက်လက်တွေကဥပမာ GPS စနစ်တွေအနေငယ်ညံ့ဖျင်းနေသောကြောင့်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ Samsung ကများစွာသော app smartphone model အသစ်တွေကိုထပ်မံဖန်တီးပြီးစွမ်းဆောင်ရည်တိုးတက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Samsung ဟာ Sony ကိုတောင်ကြော်တက်ပြီးကမ္ဘာပေါ်မှာထိပ်တန်းသုံးစွဲသူအမှတ်တံဆိပ်20ထဲမှာတစ်ခုအဖြစ်တည်ရှိလာနိုင်ခဲ့ပါတယ်။2024ခုနှစ်မှာ Galaxy Note မှစတင်၍ Samsung ဟာမျက်နှာပြင်ကွင်းညွတ်တဲ့ဖုန်းတစ်လုံးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီဖုန်းဟာအလွန်အောင်မြင်ခဲ့ပြီးထို့နောက်မှာ Galaxy S8, S9 တို့ထဲမှာလည်းထိုမျက်နှာပြင်ဖန်တီးမှုကိုထပ်မံထည့်သွင်းခဲ့ကြပါတယ်။အဲ့ဒီနည်းပညာတွေဟာ concept အနေနဲ့အရင်က tablet နဲ့ Mica ကင်မရာစနစ်တွေရဲ့ပေါင်းစပ်ပုံဖြစ်ပေမဲ့အချို့ Galaxy ဖုန်းတွေထဲမှာလုံးဝတည်ရှိတဲ့အသုံးဝင်မှုအနေနဲ့ပြောင်းလဲလာခဲ့ပါတယ်။ 8 megapixel ကင်မရာ octa-core processor 9.7 inch tablet အတူဟာလည်းအောင်မြင်ခဲ့ပြီး2020ခုနှစ်မှာတော့ Galaxy Tablet S3 ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာ Samsung ဟာနောက်ဆုံးပေါ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold နဲ့ Z Flip တို့ကိုမိတ်ဆက်ပြီးဖုန်းနည်းပညာတွင်စမ်းသပ်မှုကြီးစွာလုပ်ကိုင်လာခဲ့ပါတယ်။ဖခင်ဖြစ်သူလီခွန်ဟီကွယ်လွန်ပြီးနောက်မှာလီဂျေကျောင်းဟာကုမ္ပဏီကိုဆက်လက်ဦးဆောင်ခဲ့ပါတယ်။တချို့သောအခက်အခဲများအကျုံးဝင်သော app များအပေါ် GOS Game Optimization Service အဖြစ် trolling လုပ်ထားတာကြောင့်အသုံးပြုသူတချို့ကမကျေနပ်ခဲ့ကြပါဘူး။အထူးသဖြင့် Galaxy S22 series ထဲမှာဒီပြဿနာဟာအထူးပြဿနာဖြစ်ခဲ့ပါတယ်။ Samsung ရဲ့ CEO အဖွဲ့ဟာအစီအစဉ်တစ်များတိုးမြင့်သွားမည်ဖြစ်ကြောင်းနဲ့အသုံးပြုသူ၏အတန်ကိုနားထောင်ပြီးအခုလိုပြဿနာမျိုးမဖြစ်အောင်ကြိုးစားနေကြောင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်အရေးကြီးသောကိစ္စတစ်ခုမှာ Samsung ပိုင်ရှင်မိသားစုဟာအမွေဆက်ခံမှုနဲ့အတူအခွန်အကောက်ဆောင်လွှဲမှုများကြောင့်တရားရုံးတွင်တာဝန်ယူခဲ့ဖူးပြီးဒီအတွက်ရှင်းလင်းချက်တောင်းပန်ချက်များကိုထုတ်ပြန်ခဲ့ပါတယ်။ AI နည်းပညာနဲ့ပတ်သက်လို့လဲ Samsung ဟာ Bixby စနစ်ကိုဖြည့်စွက်အသုံးပြုပြီးအနာဂတ်အတွက်အသုံးပြုသူအခြေပြုနည်းပညာစီတို့ရွှေ့ပြောင်းခဲ့ပါတယ်။2022ခုနှစ်မှာတော့ 5G နဲ့ AI နည်းပညာတွေအတွက်$22 ဘီလီယံယင်းနှီးမြှုပ်နှံဖို့အစီအစဉ်ချထားပြီးကမ္ဘာတစ်ဝန်းမှာ AI သုတေသနဌာနများတွင်သိပ္ပံပညာရှင်အသစ်1000ကိုအလုပ်ခန့်ထားရန်စီစဉ်ခဲ့ပါတယ်။ထို့အပြင်ship market ကဲ့သို့သောအပြိုင်ဆိုင်ပြင်းထန်တဲ့ဈေးကွက်တွေမှာပါ Samsung ကနိုင်ငံတကာတို့ထပ်မံဝင်ရောက်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ Samsung ဟာ Tech Stack App များကိုဝယ်ယူခြင်းသုတေသနများပြုလုပ်ခြင်းနဲ့တီထွင်မှုကြောင့်သူတို့ရဲ့နည်းပညာတန်ဖိုးတွေကိုနောက်တစ်ဆင့်တိုးမြင့်နိုင်ခဲ့ပါတယ်။ဆုံးမှာတော့ Samsung ဟာမဟာမိတ်အသစ်တွေနဲ့အတူနည်းပညာဈေးကွက်ကိုပြန်လည်စုစည်းပြီးကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုအဖြစ်ဆက်လက်ရပ်တည်နေနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ Samsung ကိုတည်ထောင်ခဲ့တဲ့လီပြောင်ချောရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိနားဆင်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ